မင်္ဂလာပါရုံနာစက်ရုံကနေပြီးတော့ကြိုဆိုပါတယ်ဒါကတော့အခုလက်ရှိရိုက်ပြနေတဲ့ရုံကစီယုံမှာစီယုံကိုစစဝင်ပြီဆိုတာနဲ့အပေါ်မှာပန်ကားတွေအများကြီးကိုတွေ့ရမှာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ဟိုးရှေ့မှာဆိုလို့ရှိရင်တော့အပေါက်ကြီးပေါ့နော်လေဝင်လက်ထွက်အရန်ကောင်းတဲ့အပေါက်ကြီးကိုဖောက်ပေးထားပါတယ်ပန်ကားတွေဆိုလို့ရှိရင်လည်းတယောက်ချားကိုတစ်လုံးတက်ပေးထားပါတယ်ဒီရုံဆိုလို့ရှိရင်တော့ဖွင့်ထားတာတစ်နှစ်မပြည့်သေးပါဘူးလပိုင်းပဲရှိပါသေးတယ်အားကြောင့်မို့ဆက်ချုပ်ကျွမ်းကျင်တဲ့ဝင်ကျင်တဲ့သူများစောင်းဝင်တာနဲ့ကိုကဂရိတ်က A plus A2 plus ထုတ်လုံးမှုစုကျဲအမြင့်ဆုံးလိုချင်တဲ့သူများဒီစီယုံကိုလာကဲလို့ရပါတယ်ဒါကရုံနာစက်ယုံရဲ့ရုံ3ပေါ့နော်စီယုံမှာရုံ3ပါဒါတော့ဒါပန်ကားတွေပေါ့နော်ပန်ကားတွေအများကြီးတက်ပေးထားပါတယ်အခုလက်ရှိဒီယုံမှာစူပါတယောက်လိုပါတယ်စူပါကျွမ်းကျင်တယောက်လိုနေပါတယ်စူပါနဲ့လာလျှောက်ချင်တယ်ဆိုလို့ရှိရင်လည်းစူပါနဲ့လာလျှောက်လို့ရပါတယ်စူပါတယောက်ရဲ့လစာကတော့10သိန်းအထက်မှာရှိပါတယ်အားကြောင့်မို့ချိန်လိုက်မလုပ်ချင်ဘူးလက်စင်ငယ်မဲ့လိုက်ချင်တယ်လုပ်ချင်တယ်ဆိုလို့ရှိရင်ဒုံနာစက်ယုံရဲ့ရုံ3စီယုံကိုလာကဲဖို့ဖိတ်ခေါ်ပါတယ်ဒါကတော့အခုလက်ရှိလုပ်နေတဲ့ရုံ3ကိုရိုက်ပြပေးထားတာဖြစ်ပါတယ်ရှောက်လန်းဆိုလို့ရှိရင်လည်းအများကြီးရှင်းထားပါတယ်ပန်ကားတွေလေဝင်လေထွက်ပေါက်တွေအကုန်လုံးလုပ်ပေးထားပါတယ်အဲ့ဒါကြောင့်မို့အရန်မပူပါဘူးပြီးတော့ချုပ်ရတဲ့ထည်လေးတွေကလည်းအရန်လွယ်ကူပါတယ်နော်အရန်လွယ်ကူတဲ့ထည်လေးတွေကိုချုပ်ရတာဖြစ်တဲ့အတွက်ရုံနာစက်ရုံကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်